အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တတွင်းမှာဗီဇာလျှောက်ပြီးအောင်သွားတဲ့အမကိုအင်တာဗျူးလေးလုပ်ပြီးတော့အားလုံးပူတရာရဖို့အကြောင်းအရာလေးတွေကိုမျှဝေခွင့်ပြုပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့အဒီကကြတော့ဘယ်နိုင်ငံလေးကိုဗီဇာလျှောက်ပြီးတော့အောင်သွားခဲ့တာလဲရှင်ဂျပန်နိုင်ငံဂျပန်ကိုဗီဇာလျှောက်တဲ့အခါမှာကြတော့ဂျပန်ကိုပေါ့နော်ဗီဇာလျှောက်မယ်ဒါအလေဗီဇာနဲ့သွားတော့မယ်လို့စဉ်းစားလိုက်မိတဲ့အခါမှာတတွင်းကိုလိုကနေတွေ့ပြီးတော့ဆက်သွယ်ဖြစ်သွားတာလဲရှင်တတွင်းကိုဂျပန်မှာနေတဲ့တမီးကနေပြီးတော့မှဆက်သွယ်ပြီးတော့ကဲဂျပန်ဘက်မှာတမီးရှိတယ်ပေါ့နော်တမီးကဖိတ်ခေါ်ခဲ့တာပေါ့ဟုတ်ပါရှင်ဒီလိုပေါ့နော်တမီးဘက်ကနေပြီးတော့ဖိတ်ခေါ်တယ်ကိုကတမီးရှိကိုအလဲပတ်သွားမယ်ပေါ့သွားမယ်ဆိုတဲ့အခါမှာအဒီအနေနဲ့ဒါဗီဇာလျှောက်ဖို့ service ဆန်ပြင်ဆင်ရတာတွေရှိမယ်ပေါ့နော်ဒီတယုံဒီဘာကြီးကောင်းရတာတွေရှိနေအဲ့ဒီဘိုင်းဒီမှာတော့တတွင်းအနေနဲ့ဘာတွေအမှုကိုကူညီပေးခဲ့လဲဘယ်လို service ဆန်လေးတွေပြင်ဆင်ခဲ့ရလဲပေါ့နော်အဲ့ဒီဘိုင်းကြီးတွေပတ်သက်ပြီးတော့အဓိကကြမဲ့အချက်ကလေးတွေကိုအားလုံးဘူးတရဖို့အတွက်လေးပြပြပေးပါအောင်ရှင်ဟုတ်တတွင်းကအစစရရအကုန်လုံးကူညီလူလည်းသိမရှိပါဘူးအကုန်လုံးအစီအပြန်လိုက်လုပ်ပေးပါတယ်ဒီဂျပန်ကိုသွားမယ်ဆိုတဲ့အခါမှာအဲ့ဒီအနေနဲ့ရှုံးမနီအတွက်ဒီရောဘယ်လိုပြင်ဆင်ခဲ့ရလဲရှင်ဟုတ်ကဲ့ရှင်ရှုံးမနီအတွက်လည်းပြင်ဆင်ခဲ့ရပါတယ်အင်းတုံးကပြီးတော့ကျတော့အလုပ်ကိုင်းတွေအထောက်ထားတွေလည်းပြခဲ့ရမှာပေါ့အဲ့လိုပိုင်းလေးတွေကကျတော့ဘယ်လိုမျိုးလေးတွေပြခဲ့ရတာမျိုးရှိလဲကိုယ်ပိုင်လုပ်ငန်းနဲ့လားဝန်ထမ်းအနေနဲ့လားကိုယ်ပိုင်လုပ်ငန်းမှာရှင်ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ပဲပြခဲ့တာအဲ့ဆိုလို့ရှိရင်အဲ့ဒီသမီးဘက်ကလည်းဒါဖိတ်ခေါ်စာတွေပေးတယ်ဒါ granny letter တွေ invitation letter တွေပေးတယ်အဲ့ဒီဘက်ကလည်းဒီဘက်ကနေ service center တွေအကုန်လုံးတွင်ဘက်ကနေပြေးစုံစုံနဲ့အကုန်လုပ်ပေးတယ်တန်ရုံကတော့ဂျပန်တန်ရုံကကိုယ်တိုင်သွားရတာအဒီရဲ့အဲ့တော့ကိုယ်တိုင်သွားရတဲ့အခါမှာရောဘယ်လိုခက်ခဲလေးတွေရှိခဲ့တာမျိုးရှိလဲဗာလေးတွေလည်းခဲ့ရလဲရှင်တန်ရုံကကိုယ်တိုင်သွားတယ်ခက်ခဲမရှိပါဘူးဒီတွင်ကလည်းလိုက်ပြီးတော့ကူညီပေးပါတယ်ရှင်တန်ရုံသွားတဲ့အချိန်အထိကတွင်ကလိုက်ပြီးတော့လိုက်လုပ်ပေးတယ်အကုန်လုံး service center တွေတန်ရုံအချိန်အထိအကုန်လိုက်လုပ်ပေးတယ်ပေါ့နော်ဟုတ်အများကြီးကျေးဇူးတင်ပါတယ်ဒီပေါ့နော်ပြင်ဆင်ခဲ့ရတဲ့အပိုင်းလေးတွေကိုလည်းဒါပေါ့အားလုံးကလည်းသိပြီးသွားပြီဆိုတော့ဒါဘုဒ္ဓရရလိမ့်မယ်ပြီးတော့သူတို့လည်းမှာဗီဇာလျှောက်တဲ့အခါမှာလည်းဗာလေးတွေပြင်ဆင်ရမယ်ဆိုတာကို knowledge အနေနဲ့ဘုဒ္ဓအနေနဲ့သိသွားရလိမ့်မယ်လို့ညွှန်လင်းမိပါတယ်ရှင်ဒီလေဂျပန်ကိုပေါ့နော်သွားမယ်ခီးစီတစ်လျှောက်မှာအခက်အခဲမရှိအောင်မြင်ချောချောမွေ့မွေ့နဲ့ရောက်ပါစေဟိုဘက်ရောက်တဲ့အခါမှာလည်းတမိဖြစ်သူနဲ့တွေ့ပြီးတော့အမှတ်တရတွေများစွာဖန်တီးနိုင်ပါစေလို့တတွင်းမိသားစုကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်တတွင်းကဆဆရရကူညီပေးတဲ့အကုန်လုံးအစကတည်းကဆင်းပြပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ဆင်းပြပါတယ်